ခွက်ပေါင်းမှာကျွန်တော်တို့ဘယ်လောက်ပဲကြာလဲဆိုရင်60ပဲကြာတယ်ခေတော့ဗျာတကယ်တော့မေတော်ချောင်းကိုဘယ်လိုသွားရမလဲဘယ်လိုတွေဆူတောင်းရမလဲဆိုတဲ့ဟာတွေကိုတော့အရှိမကျွန်တော်တို့ရဲ့မိတ်ဆွေတွေတော်တော်များများပြောပြလမ်းညွှန်ပြီးခဲ့ပြီဖြစ်တယ်ဆိုတော့ကျွန်တော်ချောင်းကနေအပြန်နည်းနည်းဓာတိဥတုကလည်းပူတယ်ပေါ့ဗျာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနည်းနည်းအေးလေးပါလေးကိုတောက်ဖို့အတွက်စိုင်လေးတွေကျွန်တော်လိုက်ရှာတဲ့အခါမှာဒီလိုတမယိုးကြတွေလည်းရှိနေတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အေးလေးတို့မဟုတ်ရေခဲမုံလေးစားပြီးတော့ခိတခဏအနားယူဖို့အတွက်ဆိုင်လေးတစ်ခုကျွန်တော်ခေါ်ပါပေးမယ်ကျွန်တော်တို့တွေ့ထားပြီးသွားပြီမေတော်ကျောင်းကနေထွက်ညာဘက်ချိုးပြီးတော့တက်တက်လေးရှောက်1271ဆိုတဲ့ကားဂိတ်အကျော်နာလေးမှာရှိပါတယ်โอเคဒီ snow tea ဆိုတဲ့ဆိုင်လေးပါเนาะကျွန်တော်အထဲမှာအေးစစ်စစ်အဲကွန်လေးနဲ့လည်းနေလို့ရမယ်အေးတွေကလည်းတကယ်ကိုဈေးကအရန်ကို flexible ဖြစ်ပြီးတော်တော်လေးတက်တာလေပြောအောင်โอเคမိုင်လေညီညီလေးနဲ့တတ်ပါလို့ရတယ်ဆိုတော့ချိုတင်ရောက်ရှိအားပေးနေသူကတော့โอเคပါကျွန်တော်ကတော့ရေခဲမုံမန်ဂိုရေခဲမုံမှာထားတယ်ခရက်ရlemon black tea တော့နှစ်ခွက်ပေါင်းမှာကျွန်တော်ဘယ်လောက်ပဲကြာလဲဆိုရင်60ပဲကြာတယ်မှာအဲကွန်လေးနဲ့ကြာโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မဲတော်ကျောင်းမှာစုတောင်းပြီးသွားတဲ့အခါမှာခဏချက်ချင်းတမ်းမပြန်မဲခဏလေးနားဖို့အဲပါအေးလေးနဲ့ကျွန်တော်အေးတော့မဟုတ်ရေခဲမုံလေးစားပြီးတော့အနားလေးယူမယ်ဆိုလို့ရှိရင်ဒီ snow tea ဆိုင်လေးကတော့ဈေးနှုန်းကလည်းအရန်ချိုတာတယ်အရသာအနေနဲ့ကလည်းကဲတော့ဗျာထင်မထားဘူးစားကောင်းလိုက်ဗျာတကယ်ကျွန်တော်အဲ့မှာအနားယူဖို့အတွက်လမ်းညွှန်ပေးလိုက်ပါတယ်โอเคမေတော်ကျောင်းနေထွက်ညာဘက်လေးချိုး 127K အကျော်နားလေးမှာ snow tea ဆိုင်လေးရှိတယ်โอเคဘိုင်ဘိုင်နောက်တဲ့ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်ဗျတကယ်တော့ဗျာတကယ်တော့စူပါဆိုင်မှာ